Okay, let's go. ကျွန်တော်နာမည်ကတော့စင်မြောအသက်ကတော့23ပြည့်ပြီရတော့မရှိသေးပါဘူးဒီဇိုင်နာမဖြစ်ခင်တော့ဖြတ်တန်းခဲ့ရတယ်တော့အများကြီးပေါ့ကျွန်တော်ဒီဒီဇိုင်နာဝါသနာပါလို့ပေါ့ကျွန်တော်ကျောင်းတောင်ဆက်မတက်ခဲ့တာရှိတယ်ပေါ့ကျောင်းဆက်မတက်တော့ဘဲနဲ့ဒီဒီဇိုင်နာစပင်လောကတွေဝင်ခဲ့တာဒီဇိုင်နာလောကတွေဝင်ဖို့တွန်းအားပေးရလူတော့မရှိဘူးပေါ့ကျွန်တော်ကိုယ်တိုင်ကဝါသနာပါခဲ့လို့နောက်ပြီးကျွန်တော်အားကြားတဲ့ဒီစပင်လောကတွေမှာပေါ့ဒီကျွန်တော်စပင်လောကတွေမရောက်ခင်အားကြားသူတယောက်တော့ရှိတယ်အဲ့တော့ဟိုပေါ့ဒီဆရာအားဖုံသူ့ရဲ့ပုံစံကိုကျွန်တော်ကြိုက်တယ်လို့ရှိရင်သူစပင်လောက်တဲ့ခါမှာသူ့ style ကိုကျွန်တော်ကြိုက်တယ်အားဟုတ်ကျေးဇူးတင်ရမယ့်လူရတော့ရှိပါတယ်ကျွန်တော်ဟိုဒီလိုဒီဇိုင်နာတယောက်ဖြစ်ဖို့မျိုးဆုံးမသွန်သင်ပေးခဲ့တဲ့ဆရာမတွေရောရှိတာသူတို့ဒီညနေပြီးတော့အားလုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ဆက်ပြခြင်းတဲ့လူကတော့ကျွန်တော်တငယ်ချင်းနဲ့မှတော့တယောက်ရှိရပါသူတို့တော့အလက်ဆက်ပြခြင်းကြိုက်ဆုံး hairstyle ယောက်ျားလေးဆိုရင်တော့မူလက်ကီလိုအဲ့လိုမျိုး hairstyle ကိုကြိုက်တယ်။မိန်းကလေးဆိုရင်တော့ဘယ်လိုမျိုးအထက်လေးနဲ့လေယာကက်ပေါ့အဲ့လိုမျိုးပုံစံလေးကြိုက်တယ်။ကျွန်တော်ပိုင်နိုင်ဆုံးပြခုနကျွန်တော်ပြောလို့ပဲအဲ့ကျွန်တော်ကြိုက်တဲ့အဲ့ main ကလေးစပင်ညာတဲ့ layer ကလေးပေါ့အဲ့လိုအထက်လေးနဲ့အဲ့ဒါကိုတော့ပိုင်နိုင်ဆုံးပေါ့အမှားဆုံးလုပ်ဖြစ်မဲ့လောက်ကတော့ပေါ့ကိုတဲ့လိုမျိုးဆိုင်ထဲမှာစီနီယာကြားတဲ့ဆရာကြီးရှိပေါ့သူတို့ဆရာနေပြီးတော့ပညာတွေကိုနည်းနည်းလေ့လာခြင်းပေါ့ဆိုင်ထဲမှာcustomer တွေနဲ့ကျွန်တော်တို့မျိုးပေါ့စင်ကတော့ကိုစီလာတဲ့ customer ကိုအကောင်းဆုံးကိုဆောင်မှုပေးမှာပေါ့ကိုဘက်ကနေပြီးတော့သူတို့စိတ်တင်တဲ့ဒီလိုစပင်ကိုလိုမျိုးပေါ့အကောင်းဆုံးလုပ်ပေးမယ်ပေါ့အဲ့ဒါကျွန်တော်ရဲ့မှန်ချက်ကတော့ကိုကျွန်တော်ဝါသနာပါတဲ့ဒီ hair designer လောကပေါ့ hair designer တယောက်အောင်မြင်တဲ့ hair designer တယောက်ဖြစ်ချင်တယ်